DBU ရဲ့မှာတော့ကျွန်တော်လက်ရှိကိုင်နေတဲ့ project ဖြစ်တဲ့ appointment meeting booking တင်ပေးတဲ့ agent ကိုကျွန်တော်အနေနဲ့ဘယ်လိုလုပ်လို့လဲဆိုတာအသေးစိတ်ပြသွားပေးပါဖြစ်ပါတယ်ဒီကောင်က agency တွေ meeting တွေ booking လုပ်ရတဲ့အဲ့လို booking တွေပါလုပ်ရတဲ့ agency တွေဖြစ်ဖြစ်အဲ့လို service ပေးနေတဲ့တင်ဖြစ်ဖြစ်အဲ့ဒါတွေအတွက်အဆင်ပြေရပြဒီ automation อ่ะဒီကောင်ကနောက်တစ်ချက်မိုက်တာကျွန်တော်ဒီမှာဒီမုတ်ပြောင်းလာရပြဒီက customer ကို owner ဖြစ်ဖြစ် admin ဖြစ်ဖြစ်ဗျ handle လုပ်ချင်တယ်ဆို customer နဲ့ direct handle လုပ်ချင်တယ်ဆိုရင် human မုတ်ပြောင်းလိုက်ရင် AI ကဒီအဆင့်တွေစီမသွားတော့ပဲဗျဒီမှာ customer ကို reply မပြန်တော့ပဲနဲ့ဒီမှာနေရက်သွားလိမ့်မယ်ဗျအဲ့တော့ AI ရော AI ရဲ့စာကြီးရောဘယ်လိုလဲအဲ့လိုလူရဲ့စာကြီးရောမရောတော့ဘူးဗျဒီမှာသူ့အနေနဲ့ AI အစားမပြန်တော့တဲ့အတွက်ကြောင့်ဒီမှာပဲရက်သွားလိမ့်မယ်ဗျအဲ့တော့ကောင်းကောင်း handle လို့ရပြီဗျ customer ကိုလူကိုယ်တိုင်ပြီးတော့တစ်ချက်ကကျွန်တော်အနေနဲ့ဒီမှာ knowledge base ထည့်ထားရဗျ knowledge base က Python ထဲမှာထည့်ထားရဘယ်လိုလဲကို agency ရဲ့ customer ကိုပြောရတုံးနေပြီးဘယ်လိုမျိုးပြောဆိုဆက်ဆံလဲပြီးတော့ဘယ်လို service တွေရှိလဲပြီးဘယ်လို service တွေက price ဘယ်လောက်ရှိလဲ pricing တွေရောဘာရောအကုန်လုံးဗျ knowledge base တွေမှာထည့်ထားတယ်သူအနေနဲ့သိကျင်တာရှိရင် knowledge base တွေဝင်ကြည့်မယ်ပြီး customer ကိုစာပြန်မယ်ဒီလိုလုပ်လို့မယ်ဗျပြီး knowledge base တွေမှာမရှိတဲ့ဟာတွေကို customer လည်းမေးရင် anime တင်းတဲ့ဆက်သွယ်ကိုကျွန်တော်အနေနဲ့ပြောထားရဗျဒီ agent အဲ့တော့ဒီကလှုပ်တာသူ့ calendar ထဲမှာ calendar ဝယ်ဒီကထားပြီးတော့လှုပ်ခိုင်းတာ meeting appointment change meeting appointment booking ဖြစ်တဲ့အတွက်ကြောင့်သူ calendar ထဲမှာပဲဒီကလှုပ်ခိုင်းတာအဲ့တော့okay အဲ့ဒါဆိုဒီ automation ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်စာပြီးစမ်းကြည့်လိုက်အောင်သူ hi လို့ပို့ကြည့်လိုက်မယ်သူအနေနဲ့ okay မင်္ဂလာပါကျွန်တော်တို့ Flow Agency ကနေပါမယ်ခွင့်ပြုပေးရမယ်ခင်ဗျာ AI automation solution တွေအကြောင်းသိချင်လား meeting ချိန်ချင်တာလားကျွန်တော်တို့ automation solution တွေနဲ့ service တွေအကြောင်း AI automation solution တွေနဲ့ service တွေအကြောင်းသိချင်လို့ပါလို့ကျွန်တော်သူ့မေးလိုက်မယ်သူ့အနေနဲ့အဲ့ဆိုရင် knowledge base တွေမှာဝင်ကြည့်မယ်ဗျာ knowledge base တွေမှာဘယ်လို service တွေရှိလဲဘာရှိလဲဆိုတော့သူဝင်ကြည့်မယ်okay အဲ့ဒါသူစာပြန်ပြီစာပြန်တော့ Flow ရဲ့ automation service တွေကတော့ restaurant menu order chatbot delivery condition နဲ့ chicken notification delivery stage daily stage reports appointment booking page reminder daughter scheduling management salon booking အတူရတဲ့ဥစားရ service တွေအဲ့ service တွေသူပြောပြရဲပြီးရင်အသေးစိတ်ဆွေးနွေးခြင်း meeting ချိန်okay knowledge base တွေမှာဝင်ကြည့်ပဲ price တွေ knowledge base တွေမှာဝင်ကြည့်ပြီးokay စာပြန်တော့price rate simple chat bot ဆိုရင်3သိန်းကနေ5သိန်းအထိယူတယ် okay ကျွန်တော်တင်းရဲ့ဥစားတွေကျွန်တော်ထည့်ထားပြ information ကို knowledge base တွေကျွန်တော်ထည့်တာ teacher question လို့ရင် free consultant meeting ချိန်လို့ရပါကျွန်တော်တင်မှာ free consultant meeting တွေချိန်လို့ရတယ်ဗျာကျွန်တော်ထည့်တာ knowledge base အဲ့တော့ကျွန်တော်သူ့ meeting တစ်ချက်ချိန်ကြည့်မယ်ဗျာ meeting ကကျွန်တော်ဒီနေ့13ရက်နေ့10နာရီကနေ17တိကျွန်တော် slot တစ်ခုရှိရဗျာအဲ့တော့ကျွန်တော်သူ့အဲ့ slot မှာတစ်ချက်ချိန်ကြည့်လိုက်မယ်သူနေအဲ့ဒါဆိုကျွန်တော်ဒီနေ့10နာရီ meeting booking တင်ထားပြီပါokay အဲ့ဒါဆိုသူအနေနဲ့ဒီ10နာရီတွင်မရနိုင်ပါဘူးရနိုင်တဲ့အချိန်တွေကတော့17 2နာရီ4နာရီဖြစ်ပါရဲ့ဒီနေ့10နာရီမရအောင်ဗျာကျွန်တော်တင်း meeting ရှိတော့သူ့အနေနဲ့ဘယ်လိုပြောရဗျာအဲ့တော့ကျွန်တော်သူ့ကို4နာရီတို့ကျွန်တော်သူ့ meeting လောက်ခိုင်းလိုက်မယ်4နာရီပါဗျာ4နာရီဆိုတော့
အဲ့ဆို4နိုင်မှာ booking ယူခြင်းလို့ပါနာမည်အုံတော့ဖုန်းနံပါတ်ကကျွန်တော်ရှောက်ထည့်တာ topic က fee consultant အဲ့ဆိုသူအနေနဲ့4နိုင်မှာလောက်တာလေ okay သူအနေနဲ့ချက်ပဲစားပြပြီဘုလို့တော့ခင်ဗျာconfirm ပေးလိုက်မယ် confirm အဲ့ဆိုသူအနေနဲ့ okay okay meeting booking လိုက်ပြီ4နိုင်ပါ okay ကိုအောင်တော့ကျွန်တော်ဖုန်းနံပါတ်က3ယောက်ကို99886ပြီး topic က free consultant meeting okay အဲ့ဒါသူ meeting booking တင်ပါပြီဗျာ okay ကိုအောင်တော့ခင်ဗျာ4နိုင်လို့confirm လုပ်ပြီးပါပြီဖုန်းနံပါတ် topic reschedule ပြန်လုပ်ပေးမယ်လို့ကျွန်တော် meeting 6နိုင်ပြန်ပြောင်းရင်လို့ပါ3နိုင်ပါကျွန်တော်အားလို့ကျွန်တော်ပြောလိုက်မယ်အဲ့တော့သူ့နေတယ်အဲ့နေတယ်သူ့နေတယ်ကျွန်တော် model ကလည်းကြာရဗျာ ChatGPT ကမြန်တဲ့ model flash model တွေပါထည့်လို့ရတယ်ဗျာမြန်တဲ့ model okay သူ့အနေနဲ့ကိုုံတော့ခင်ဗျာဆို6နိုင်မှာဆက်လို့ရပါတယ် confirm ပြန်ပြောင်းကြပါခင်ဗျာကျွန်တော် confirm ပေးလိုက်မယ်သူအနေနဲ့အဲ့ဒီချက်တော့ကောင်းတယ်ဗျာ customer တွေစီက response တောင်းပြီးပါသူအနေနဲ့ကိုဟိုစားချက်ချင်းပဲပြောင်းအောင်ဗျာတည်ရပါအဲ့တော့သူ့ကျွန်တော် confirm ပေးလိုက်မယ်ကိုတော့ခင်ဗျာဆိုတော့ကျွန်တော်ရဖက်လေးပဲပါပြောင်းချင် confirm နှိပ်ပေးပါဆို okay confirm ပေးလိုက်မယ်သူကျွန်တော် confirm okay cancel လိုက်ပြီ4နိုင်မှမရှိတော့6နိုင်ပြောင်းသွားပြီ okayကျွန်တော် meeting ပြောင်းပြီးပါပြီ။ Okay ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်။ client ကိုအောင်တော့ဖုန်းနံပါတ်ကဒီကောင် topic က fee consultant meeting Okay အဲ့ဆိုရပြီတော့အဲ့ဆိုတော်တော်လေးအဆင်ပြေတယ်လို့ပြောရမယ်ဗျာ meeting တွေပါချင်းကျင်နေဆိုရင်ဒီ agent နဲ့ဆိုရင် Okay ဒါဆိုရင်တော်တော်အဆင်ပြေတယ်လို့ပြောရမယ်ဗျာreschedule တွေရောပြီးရင် cancel ရာတွေရောပါရောအကုန်သူပေးနိုင်တယ်ဆိုတော့ဒီ agent နောက်ပြီးကျွန်တော် client customer ကဗျာကဲလို့မအားတော့ဘူးဆိုရင်အဲ့အောင် cancel မယ်ဆိုရင်သူ့အနေနဲ့ပြန်ပြီးတော့ကျွန်တော်စမ်းပြမယ်ဗျာ
Okay ရဆိုရင်သူ့ကျွန်တော် cancel ခိုင်းလိုက်ပြီဟုတ်ကဲ့6နိုင်ဒီကောင်းတော့ကြလားကွန်ဖျက်ပြန်ပေးပါโอเคโอเคအဲ့ဒါသူ့အနေနဲ့ကန်ဆယ်လိုက်ပြီဗျာဆယ်လိုက်ပြီဆိုတော့ရှိတော့โอเคтак先别把它加过去。OK，然后所以下邊ပြပြီးတော့ human mode တွေပါကျွန်တော်တစ်ချက်ဆန်းပြမယ်။ကောင်က Telegram ဒီကောင်က Telegram တွေ control တာဗျာ။ဒီ database တွေမှာကျွန်တော် AI ဒီ database တွေမှာချက်တယ်ဗျာဒီနေရာကနေ AI လား human mode လားဆိုပြီးသူချက်တယ်ချက်ပြီးတော့ human ဆိုအောက်သွားတယ် AI ဆိုပေါ်သွားတယ်ညရောကျွန်တော်သူ့ Telegram ကနေ human mode အရင်ပြောင်းလိုက်မယ်human modeမီနူးလေးလောက်တာပြီဗျာအုံနာကနေဘာမှတိုက်ပင်နေပါရိုက်ကြအောင်လို့ human mode ပြောင်းလိုက်မယ် human နှိပ်လိုက်မယ် okay human mode on ပါပြီချက်ပေါ် sleep ပဲဝင်သွားပါပြီခုနကကိုယ်တိုင် message ကို blind ပါရဲ့ okay အဲ့ဆိုကျွန်တော်ဒီမှာလောက်ပွားကြီးဆိုတော့ဟာတစ်ချက်ပြန်ဆန်းပြမယ်ဗျာ AI reply ပြန်သေးလားမပြန်သေးလားဆိုတော့ okay hello okay သူနေ reply လုံးဝမပြန်တော့ဗျာဒီနေရာလေးမသွားတော့ဒါက customer reply ပြတာဗျာဒီ body သွားတော့ပဲ AI ကနေပြီးhuman mode ပြောင်းသွားပြီဗျာ AI လုံးဝ reply မပြန်တော့အဲ့ဒီနေနဲ့ကိုယ်နေနဲ့owner ဖြစ်ဖြစ် admin ကိုယ်တိုင်ဖြစ်ဖြစ် customer ကို handle လုပ်လို့ရပြီဗျာ AI ကနေဂျားကနေရလို့စားပြန်လာတယ်ဗျာဒီစားတွေပါထပ်စရာမလိုတော့ဘူးဗျာအဲ့တော့စင်ပြေတယ်ကျွန်တော် AI mode ပြန်ပြောင်းလိုက်မယ်ဒီ Telegram ထဲမှာတခြားထည့်စရာတွေပါထပ်ထည့်ချင်တာတွေပါရှင်းထပ်ထည့်လို့ရတယ်ဗျာဒီက owner ကရှော့ပြီးတော့ add တွေပါရှော့ဝင်စရာမလိုတော့ဗျာအဓိကကလန်ဒါတဲ့ကလန်ဒါမီနူးတွေပါတေချာလုပ်ပြီးတော့ဗျာတိုင်ပင်တွေပါရိုက်စရာမလိုတော့မီနူး၄တောက်ကွက်လေးနဲ့ဗျာဒါကကျွန်တော်စမ်းတာဖြစ်တဲ့အတွက်ဖြစ်တယ်လို့ပဲလုပ်တာ၄တောက်ကွက်လေးတွေမီနူးလေးတွေဗျာအဲ့လိုလုပ်ပြီးတော့ add တွေတစ်ခုပြီးတစ်ခုရှော့သွားစရာမလိုဘူးဒီထဲမှာ Google Sheet တို့ Google Calendar တို့ပေါ့တခါလေးထည့်တာဗျာGoogle Calendar တွေမှာဒီနေ့meeting schedule တွေပါရှိလားဘာညာကြည့်နေတယ်ဆိုရင်ဒီထဲကပဲချက်လို့ရတယ်ဗျာပြီးရင်မီနူးလေးနှိပ်လိုက်ဗျာ Google Calendar ချက်နှိပ်လိုက်သူ့အနေနဲ့ဒီဘောကပဲလုံးဝအကုန်လုံး control သွားပေးပါဗျာဟုတ်ဗျာအဲ့တော့ကျွန်တော် AI မှုပြန်အောင်လိုက်တော့Okay, AI mode ပြန်အောင်ပါဟုတ်ကဲ့AI mode on ချက်ပေါ်ဟိုလာ active ဖြစ်သွားပါပြီ Okay ရဆိုတော့ကျွန်တော်ပြန်ဆန်းပြမယ် AI ပြန်ပြီးတော့ reply ပြန်နေလားမပြန်ဘူး Hello Okay သူအနေနဲ့
စာပြန်ပြီပါမင်္ဂလာပါပြန်ပြီးတော့ update ပြန်ဖြစ်သွားပြီဗျာအရင်အဲ့လိုအဓိက Telegram ကပဲ control လိုက်လို့ရတယ်ဗျာအဲ့ bot ကိုပဲ Telegram bot ကိုပဲ control ခိုင်းလိုက်လို့ရတယ် AI မို့ပြောင်းတာတွေhuman မို့ပြောင်းတာတွေပါOkayပြီးတော့အခုလိုမျိုး automation အနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်သိကျင်တာတွေပါရှိရင်လည်းကျွန်တော်ရဲ့ Telegram အကောင့်မှာမေးလို့ရရဲကျွန်တော် YouTube description မှာကျွန်တော်အနေနဲ့user name တွေပါပေးရဗျာသိကျင်တာတွေပါအလုပ်ကိစ္စတွေပါဆက်သွယ်လို့လေရဗျာပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်နောက်ထပ်ဒီလိုမျိုး project တွေပြီးတော့တခြား automation တွေဘယ်လိုလုပ်လို့ရသေးလဲဆိုတာတွေပါကျွန်တော်နောက်ထပ် video တွေမှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နောက်ထပ် video တွေတက်တင်ဖို့လည်းရှိရဗျာအဲ့တော့အားလုံးပဲကျေးဇူးပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်